Bonjour လက်ဖက်ဖရန့်ဆက်ပြင်သစ်စာသင်တန်းလေးရရင်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပြင်သစ်စာစကားပြောအခြေခံလေးတွေကိုလေ့လာကြည့်ကြပါမယ်ပထမဆုံးအနေနဲ့ hello ဆိုတဲ့နှုတ်ဆက်စကားလေးကိုပြင်သစ်လို့ salut ပြီးတော့နေကောင်းလား how are you ဆိုတဲ့စကားကိုတော့ပြင်သစ်လို့ comment allez-vous အဲ့လိုမေးလိုက်တဲ့အခါမှာကိုကနေကောင်းပါတယ်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုတော့ je vais bien merci ပြီးတော့ကိုကနေပြီးမှပြန်ပေးမယ်မင်းရောနေကောင်းလားဆိုရင် et vous ကိုပိုင်းဆိုတဲ့စကားလုံးကိုတော့ပြင်သစ်လို့ au revoir ကျေးဇူးပြုပြီးဆိုတဲ့စကားလုံးကိုတော့ပြင်သစ်လို့ s'il vous plaît ကျေးဇူးတင်ပါတယ်ကိုပြင်သစ်လို့က merci ငါတောင်းပန်ပါတယ် je suis désolé ပြီးတော့ခဏလောက်ပါတစ်စိမ့်လောက်ပါစကားကိုတော့ပြင်သစ်လို့ excusez-moi ပြီးတော့ဘာထူးလဲ quoi de neuf ဒီဆိုရင်ပြင်သစ်လို့စကားပြောလို့ရမယ်လို့မျှော်လင့်ပါတယ်